ရှေ့တောင်အာရှမှာလူကြိုက်အများဆုံးဆိုင်ငယ်ကိုပြောပါဆိုရင်တိတ်မကြသေးခင်ကစတင်မိတ်ဆက်လိုက်တဲ့2026မော်တဲ့ဝင်တာဝင်းနာ150ဆိုင်ငယ်ကိုညွှန်ရပါလိမ့်မယ်အခုမိတ်ဆက်ပေးမဲ့2026မော်တဲ့ဝင်းနာ150ဆိုင်ငယ်မှာ149.2cc liquid gold cylinder တစ်လုံးတို့အင်ဂျင်တက်ဆင်ပေးထားပြီးတော့ဂီယာက6ချက်ပါဒီဆိုင်ငယ်ရဲ့ဂီယာစနစ်မှာကောင်းမွန်တဲ့အချက်တစ်ချက်ကဂီယာချင်းရင်ကလပ်ဆွဲရတာပုံမူပုံမားစီဖို့လှုပ်ဆောင်ပေးတယ်ဒါအပြင်ဂီယာအမြန်တောင်းတဲ့ခါဒီမှာနောက်ဘိန်းတုံခါပြီးဆိုင်ငယ်မဒီမငြိမ်ဖြစ်တာကိုဟန်တာပေးနိုင်မှု assist and slipper class နဲ့ထည့်သွင်းပေးထားတာပဲဖြစ်ပါတယ်စနိုးစနစ်ကတောင်းမလို့တဲ့ smacky စနစ်ပါ brake အတွက် dual disc brake တွေအသုံးပြုပေးထားပြီးရှေ့ဘိန်းမှာရုပ်တရက် brake အောက်ရင်လမ်းမချော်စေမဲ့ single ABS brake စနစ်ပါဝင်ပါတယ်ဖဏငုံအောက်ကစီတိုင်ကြီးဝန်ဆောင်မှုပမာဏက 4.5 လီတာဖြစ်သလိုစီတိုင်ကြီးအပြည့်နဲ့ဆိုင်ငယ်လေးချိန်က124ကီလိုဂရမ်ရှိပါတယ်စီဇန်လုံးက1လီတာကို52.3ကီလိုမီတာရပါတယ်။ဆိုင်ငယ်ဒီဆောက်မှုဘိုင်းကိုကြည့်ရင်အချွန်တစ်တွေနဲ့ပြိုင်မိတ်ဆန်နဲ့ဆိုင်ငယ်ဥပိုင်းမှာ projector LED မီအသုံးပြုပေးထားတဲ့ရှင်းမီကြီးကိုတွင်မြန်မှာဖြစ်ပြီးတော့မီအလုံးက LED မီတွေကြီးအသုံးပြုပေးထားပါတယ်။တိုင်ကိုတော့ LCD display နဲ့တွင်မြန်မှာပါ။တိုင်ကိုမြင့်က995မီလီမီတာမြင့်ပါတယ်။19လက်မဘိန်းငွေတက်ဆင်ပေးထားတဲ့2026မော်တဲ့ဝင်းနာ150ဆိုင်ငယ်ရဲ့မြေပြင်ကင်းလွန်းမြင့်က153မီလီမီတာရှိပါတယ်။2026မော်တဲ့ဝင်းနာ150ဆိုင်ငယ်ရဲ့ဈေးနှုန်းကအမေရိကန်ဒေါ်လာ2000ကျော်တဲ့2025မော်တဲ့ဈေးနဲ့မတိမ်မယိမ်ဖြစ်မယ်လို့ယူဆရပါတယ်။